စပစ်သီးနဲ့မြေပဲနဲ့စားရင်ချော့ကလက်ရတယ်အခွားသီးနဲ့ကြားနဲ့စားရင်ဖေးသီးရဟုတ်တယ်ဆိုတော့ကင်ချီနဲ့ပီဇာနဲ့စားရင်ရောဘာရလာထွက်မလဲဆိုတော့ကျွန်တော်နဲ့ဒီပီဇာမာကိုဂျန်ရစ်ဆွဲမှာတွားကြည့်လိုက်ရကျွန်တော်အခုရောက်ရှိနေရတော့ပီဇာမာကိုဂျန်ရစ်ဆွဲဆိုင်လို့ပဲဖြစ်ပါရဲ့ခုဆိုရင်ကင်ချီနဲ့ပီဇာနဲ့ပေါင်းစပ်တာအရတာဘယ်လိုလုပ်ဖြစ်မလဲဆိုတော့ကျွန်တော်တို့မြည်ကြည့်ကြတာပီဇာမာဦးမှာဆိုရင် classic pizza စီရီတဲ့ကကင်ချီပေါ့ဘူဂိုဂီပီဇာနဲ့ကင်ချီ fire chicken pizza ဆိုပြီးနှမျိုးရှိရပေါ့နော်ကျွန်တော်ဒီနေ့စားပြသွားမှာတော့ကင်ချီ fire chicken pizza လေးပဲဖြစ်ပါတယ်ရော့ရင်ဆုံးစားပါအောင်ဒါဆိုကျွန်တော်မြည်ကြည့်လိုက်တော့မယ်နော်ကျွန်တော်တေချာအောင်နောက်တစ်ခါလောက်ထပ်စားကြည့်လိုက်ကင်ချီရတာတော့ပြေးသွားပါမယ်နောက်ပြီးတော့ဘာဖြစ်ချင်တဲ့တန်တာတွေလဲဒီမှာဆိုလဲ cheese တွေတွေ့ရရပါဘူးပီဇာမာတို့ရဲ့ပီဇာတွေကဂွေးတီးတိုးနဲ့လုပ်ထားဖြစ်လို့ကျွန်တော်တို့ကိုလက်ဆော့အနည်းဆုံးဒီကျမကြီးနဲ့ညှို့ပါရဲ့အခုကျွန်တော်စားပြနေတဲ့ကင်ချီနဲ့ပီဇာနဲ့ပေါင်းလာတဲ့ကင်ချီပီဇာလေးရပါတော့ရွေးချယ်စရာအနေနဲ့6လက်မ6စိတ်ရှိပြီးတော့12လက်မ8စိတ်2မျိုးရွေးချယ်လို့ရပါတယ်ဒါကတော့အခုကျွန်တော်စားနေတဲ့ကင်ချီ fire chicken pizza လေးပေါ့နော်ဝါးရအောင်ဒီနောက်ပီဇာဆိုရင်ခုလိုမျိုးဒေသကိုခြံလာခဲ့လို့မရဘူး။ဘာလို့လဲဆိုပီဇာမှာဝယ်ပီဇာရ။ဝင်းတီးတုံးနဲ့လုပ်ထားဆိုဇန်စားလို့တော့ရန်ဆောင်ကောင်းလို့ကျွန်တော်ဆိုင်ရမအောင်ပုံပြီးကျွေးလိုက်အောင်။နားနေရော။မဆွဲလို့ရပြီကျွန်တော်ကင်ချီ fire chicken pizza လေးမှားလိုက်။ KG 7ဟာလေဒီစားတော့အများကြီးနေဒီပီဇာရဲမှာဆိုရင်လေဘာဘီကျူချီကန်တန်တာလေးရဲ့ဂျန်ချီလည်းပါတယ်ပြီးတော့အပေါ်ကဆမြန်းမယူလေးလည်းပါတယ်ဆိုတော့သူ့ရဲ့အရသာချင်းစိတ်ဆက်နေအရန်စားကောင်းတော့ပဲရှမ်းကောင်းတယ်နော်ကင်ချီfire chicken pizza အပြင်ကင်ချီပေါက်ပူကိုကြီးလည်းရှိသေးတယ်เขาကျတော့ရတာလေးရအောင်သူ့ရတာကျတော့ဒီ kimchi fried chicken pizza တက်ပေါ့အဆက်အရတာလေးကရော့ပြီးတော့အချို့ပဲတယ်သူကဒါဆိုရင်ချင်းလေးကိုလည်းကင်ချီနဲ့ပီဇာနဲ့အတူပေါင်းတာကင်ချီပီဇာလေးကိုပီဇာမာဦးဆိုင်ခွဲတွေကိုရောက်ရင်မစားဘူးမမေးတယ်နော်ချင်းစိတ်ဆက်ပိုကောင်းတာကိုစားပါမာရူပီဇာ